င့်ချင်စီအစားထိုးကုသတဲ့နည်းလမ်းတွေထဲကဒုတိယနည်းလမ်းကိုဆက်လက်ပြီးတော့ရှင်းပြချင်ပါတယ်။ Allogenic hematopoietic stem cell transplant လို့ခေါ်ပါတယ်။မျိုးရိုးဗီဇလို့ခေါ်တဲ့ HLA human leukocyte antigen တဝက်တူတာဒါမှမဟုတ်လို့ရှိရင်အပြည့်တူတဲ့တခြားတစ်ယောက်ရဲ့ရိုးတွင်းချင်စီတွေကနေပြီးတော့ပင်မဆဲကိုထုတ်ယူပြီးတော့အစားထိုးတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ဒီနေရာမှာဆိုလို့ရှိရင်လူတန်းတဲ့သူကမိမိရဲ့ဆွေမျိုးသားချင်းတွေမောင်နှမတွေမိဘတွေရဲ့အပြင်ကိုတခြားတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။ယခင်ကုသနည်းတွေအတိုင်းပဲပထမဦးစွာကိုယ်တွင်းအင်္ဂါအားလုံးကိုစစ်ဆေးရမယ်။လူတန်းမဲ့သူကိုဒီပင်မဆဲတွေများများထုတ်စေမဲ့ဆေးကိုထိုးမယ်။အစားထိုးကုသခံမဲ့လူနာကိုကီမိုဆေးတွေသွင်းမယ်။ပြီးလို့ရှိရင်ဒီလှူဒန်းမဲ့သူစီကနေပြီးတော့စနစ်တကျထုတ်ပြီးတော့သိမ်းဆည်းထားတဲ့ပင်မဆဲလေးတွေကိုပင်မသွင်းတကယ်တော့ပြန်လဲသွင်းမယ်ဒါပေမဲ့ဒီနေရာမှာဆိုလို့ရှိရင်မိမိကိုယ်တိုင်ရဲ့ဆဲမဟုတ်တဲ့အတွက်ကြောင့်မလို့လှူဒန်းသူရဲ့ဆဲလေးတွေရာဆိုလို့ရှိရင်လူနာရဲ့ tissue လေးတွေကိုရန်သူလို့သတ်မှတ်ပြီးတော့တိုက်ရာကနေပြီးတော့ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးကိုရင်ဆိုင်ရမှာတော့ရှိပါတယ်ဆေးပညာအရဆိုလို့ရှိရင် Graft versus Host Disease လို့ခေါ်ပြီးတော့အတူကောက် GVHD လို့ခေါ်လေးရှိပါတယ်။လက္ခဏာတွေအနေနဲ့ကတော့အရေပြားရတာနေလောင်တလို့ကွက်တွေဖြစ်တာပြို့တာအန်တာဝမ်းမြဝမ်းလျှော့ဖြစ်တာအသေးရောင်တာအသားဝါတာအသားရည်ခြောက်တွေ့တာအသားရည်ထူလာတာမျက်စိတွေခြောက်တာပါးစပ်အနာတွေဖြစ်လာတာအဆစ်နဲ့အဆုတ်ယောဂါတွေဖြစ်တတ်ပါတယ်အသားတောက်နေထိုင်ရတော့ရှေ့နီလန်းအတိုင်းပဲဆရာဝန်သူနာပြုတွေရဲ့ညွှန်ကြားချက်အတိုင်းတိကျစွာလိုက်နာရမှာပဲဖြစ်ပါတယ်တတိယနည်းလမ်းဖြစ်တဲ့ယူရင်းချစ်စီအစာထိုးကုသခံမဲ့လူနာဆိုလို့ရှိရင်ထိုသူနဲ့မျိုးရိုးဗီဇလုံးဝထပ်တူကြတဲ့အမွှာစီကနေပြီးတော့ယူတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်ဆေးပညာရဆိုလို့ရှိရင် Syngeneic transplant လို့ခေါ်ပါတယ်အဲဒါရှားပါတဲ့နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်အောင်မြင်မှုရာခိုင်နှုန်းကဆိုလို့ရှိရင်အတော်များပါတယ်မျိုးရိုးဗီဇထပ်တူကြတဲ့အတွက်ကြောင့်မလို့ GVHD လို့ခေါ်တဲ့နောက်ဆက်တွဲဆိုးကျိုးကိုရာခိုင်နှုန်းလုံးဝလျှော့ချပေးနိုင်ပါတယ်ထိုအစားထိုးကုသနည်းလမ်းဆိုလို့ရှိရင်ပထမဦးဆုံးပြောခဲ့တဲ့မိမိချင်စီနဲ့အစားထိုးတဲ့နည်းလမ်း autologous transplant လိုပဲတက်ရောက်မှုရှိပေမဲ့ဒီလူတန်းမဲ့လူပါဆိုလို့ရှိရင်ယောဂကင်းနေဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်မျိုးရိုးဗီဇထက်တူကျနေတဲ့အတွက်ကြောင့်မလို့ဒီလှူဒန်းမဲ့သူမှာလည်းယောဂတွေဖြစ်နိုင်ပါတယ်။ဥပမာဆိုလို့ရှိရင်အပြင်းစားသွေးကင်ဆာလူကင်းမီးယားလိုမျိုးပြီးလို့ရှိရင်ဒီသွေးကြိတ်ကင်ဆာလင်ဖိုးမားလိုယောဂမျိုးတွေရှိနေနိုင်ပါတယ်။ဒါကြောင့်မလို့လှူဒန်းမဲ့လူဟာဆိုလို့ရှိရင်လည်းတေချာစစ်ဆေးသင့်ပါတယ်။ရိုးရင်းချင်စီအစားထိုးကုသနည်းလမ်းနဲ့အနေအထိုင်အစားအသောက်ကလည်းရခင်နည်းလမ်းတွေအတိုင်းပဲဖြစ်ပါတယ်။ဒါကတော့ဒီရိုးတွင်းချင်စီပင်မဆဲလေးတွေကိုထုတ်ယူတာပေါ့နော်ဒီပင်မဆဲကိုဒီဘဟုသွေးကြောတွေကနေပြီးတော့ဒီလေပင်ပိုက်လေးထည့်ပြီးတော့ဒီကနေပြီးတော့ဆက်နဲ့ထုတ်ယူပါတယ်ဒါကတော့သူ့ရဲ့ပေါ့နော်ပင်မဆဲလေးတွေပေါ့ပြီးလို့ရှိရင်ပင်မဆဲတွေယူပြီးတခြားမလိုတဲ့ဆဲလေးတွေတခြားမလိုတဲ့ဆဲလေးကိုဒီဆက်လေးနဲ့လူနာစီကိုပြန်ပြီးတော့သွင်းပေးပါတယ်နောက်တစ်ခုကတော့ဒါကပင်မဆဲမြများထွက်စေဖို့အတွက်အသုံးပြုတဲ့ဆေးလေးတွေပဲဖြစ်ပါတယ်ဒါကတော့allogenic transplant လို့ခေါ်တဲ့လူနာရဲ့လူတန်းလူတစ်ယောက်ရဲ့စုစုပေါင်း2ယောက်ပါတဲ့ case လေးပါ